ရော့မျိုးစို့ဟဲ့သမီးအမေဘယ်လိုကျွေးနေရလဲအမလေးစားစားရှာစားသမားစားပွင့်ဝတ်စားလျှော့ပြောင်းဟဲ့သမီးဟဲ့အမေပတ်စံပြောင်းတာအမေမင်းနဲ့ပတ်စံတစ်ထောင်ပြကုန်သွားလားအမေရဲ့မင်းရဲ့ပေးတဲ့ပတ်စံကုန်သွားပြီလေပတ်စံတစ်ထောင်ဘာလို့ရမှာလဲအမေရဲ့အမလေးသားရဲ့အဲ့ဒီပတ်စံနဲ့ဆံဝယ်ရရတယ်ဟဲ့အမေရဲ့ပေးသက်ရှာပေးသက်မှာတသက်ငယ်ချင်းစောင့်နေတယ်အမေရဲ့ဟဲ့ငါသားတော့ငါစိတ်ညစ်ပါလဲအေးပြီးမယ်ရော့တစ်ထောင်သွားလိုက်နော်အမေတစ်ထောင်မွက်လားနဲတယ်လေအကုန်လုံးပေးသက်မှာဟဲ့ဒါဟဲ့ဆံဝယ်ရအောင်မယ်ဟဲ့မခင်ငါဝင်လာမယ်နော်ဟဲ့အော်အေးဝင်လာခဲ့လေဟဲ့အမလေးမောလိုက်တာဟဲ့မကြိုင်ထမင်းစားပါအောင်လားစားပါဟဲ့စားပါအော်ဒါနဲ့လေဟဲ့ငါလေမနေ့ကညဆိုမြို့သွားမှာဆိုတော့လေငါရထဲထဲယူသွားလို့မရလို့ဟဲ့အဲ့ဒါနဲ့စမခဏတိုင်းနားကျင်တော့အော်ဟုတ်လားအဲ့ဒီကအရင်စေးကြည့်ရလားအေးဟုတ်တယ်ဟဲ့ဒီထရအရင်စေးကြည့်ရယ်ငါလေတရားဝယ်ဖို့တက်ဆိုရင်လေ3000တောင်စုရတယ်ဟဲ့အားလေငါ့ကိုတိုင်းနာပြအောင်တော့ဟဲ့ငါပြန်လာယူမယ်နော်အော်အေးပါအေးပါအမေအဲ့တော့မောင်မအဝင်ခွဲပေးတော့လေဟဲ့ဒါနင်ကမလို့မွေးလို့ကျင်တာလဲကောင်းမှုနဲ့စားတောင်းရတော်ကြီးပေါ့ဟုတ်တယ်လေမင်းရတမီးတို့ခွဲပေးတော့လေတမီးအိမ်အောင်ကြမင်းနဲ့မနေချင်ဘူးနော်တမီးယောက်ျားနဲ့နေမှာဟဲ့တမီးလုံးဝတော့အိမ်မဲခွဲနေနေယောက်ျားနဲ့မနေနေအမွေးတော့ခွဲပေးလို့မရသေးဘူးအဲ့ဒါရင်မသိဘူးမင်းရေဘာလာပြောနဲ့ခွဲသက်ချက်ပြန်ခွဲနော်ဟုတ်တယ်နော်မေအမြင်မခွဲပေးလို့ကတော့တောက်ရောင်လိုက်မှာနော်အေးပါရဲ့အေးပါငါစဉ်းစားပါဦးမယ်အာမူးလိုက်တာသမီးရဲ့သမီးအမေဘာဖြစ်တာလဲသမီးအမေလေးခေါင်းနဲ့အရန်မူးနေလို့အမေကိုလေးဆောင်းခေါ်ပြပါအောင်နော်အမေတို့ကလည်းကိုခန်းအမေခေါင်းမူးနေလို့ဆောင်းခေါ်ပြလိုက်အောင်မခေါ်ချင်ပါဘူးအမေကလည်းကိုသွားပါလားစေကန်းကိုတားရဲ့အမေမတော်နိုင်လို့ပေါ့မသိဘူးမရဘာမှလာပြောနဲ့ဂိမ်းဆော့အေးစင်မဆော့အောင်တကယ်ပဲတမျိုးလည်းမခိုင်းနဲ့နော်ကိုသွားကြီးအေးပါဟဲ့အေးပါငါပဲတော့လိုက်ပါမယ်မလေးမူးလိုက်တာမခင်ငါပစ္စည်းလိုက်ယူလာဟဲ့အော်အမပစ္စည်းလိုက်ယူလာလားဟုတ်တယ်မခင်ရဲ့ငါလည်းဒီနေ့ပြောင်းတာဆိုတော့လေလမ်းကြုံလုံးဝင်လာလားဟဲ့အော်အေးအဆင်တော့ယူလိုက်မလားခဏဆောင်ဒေါ်လေးကြိုင်အိမ်လာလေရလားအော်လာလေရတော့မဟုတ်ပါဘူးသမီးရဲ့အမေဒီမှာလေဒေါ်လေးအထက်အထားတာအဲ့ဒါလာယူတာသမီးရဲ့အော်ဟုတ်လားတမိုးကြီးမှာပဲနော်ဟုတ်တယ်သမီးရဲ့အဲ့ဒီထက်အရင်စကြည့်ရဒေါ်လေးဆိုအဲ့ထော်ဘူးတက်ဆိုရင်လေ3000တောင်စုရတယ်မကြိုင်နေ့ရက်ထဲတယ်မရှိတော့ဘူးခဲ့ဟဲငါထဲတယ်ဘယ်ရောက်သွားလဲအေးငါလည်းမသိဘူးခဲ့ငါလေးတရားကိုလေငါရဲ့ခံတော်ထဲရတာအခုမရှိတော့ဘူးသမီးနင်တို့ယူသေးလားမယူပါဘူးမေရဲ့ဘာလို့ယူရမှာလဲအော်ဟုတ်လားဟဲ့တာနင်ရောယူသေးလားမတွေ့ပါဘူးမေရဲ့အမေတို့ခံသားဝင်ုံလေမေရလဲဟဲဒါဆိုဘယ်သူယူရလဲမခင်နေပြန်အောင်ပေးနော်အေးပါရဲ့ခဏနေပါဦးသမီးမနေ့ကလေအမေခံနေမှာဝင်ရောက်တာလဲအဲ့ဒါအမေခံတဲ့ရှင်းဝင်လောက်ပြရလေမေရဲ့ဟဲ့နင်ကမလို့ငါအမှန်တမ်းပြောနင်ယူရမဟုတ်လားဟုတ်တယ်သမီးယူတယ်သမီးရောင်းလိုက်ပြီဟဲ့သမီးရေအမေဟဲ့သမီးဟာအမ